Donald Trump အစိုးရက Federal တည်တံ့စီရင်ရေးလှုပ်ထုံလှုပ်နည်းတွေကိုအကြီးကျယ်တိုးချဲ့တဲ့အနေနဲ့အမေရိကန်မှာတည်တံ့ပြန်ပေးဖို့အစိတ်ထိုးတတ်မဲ့စေဝါတွေကိုဖြန့်ခွင့်ပြုလိုက်တယ်လို့တနက်နေ့ပြည်သက်တောင် Firing Squad နဲ့တခြားတပ်ဖြတ်နီလန်းတွေကိုပါခွင့်ပြုသွားမယ်လို့တောက်ကြနေကပြောဆိုလိုက်ပါတယ်။တရားရေးဝန်ကြီးဌာနရဲ့ဒီကြေညာချက်ဟာတည်တံ့ပေးတာကိုခေတ္တရပ်နာခဲ့တဲ့ဂျိုးဘိုက်ဒန်အစိုးရရဲ့မူဝါဒကနေပြောင်းလဲသွားတာဖြစ်ပါတယ်။အစိုးရဘက်ကတော့ဒါဟာဥပဒေစိုးမိုးရေးကိုပုံမအားကောင်းစေဖို့တည်ဆုံသူတွေအတွက်တရားမျှတမှုရစေဖို့နဲ့တရားစီရင်ရေးစနစ်မှာတတမတ်တဲ့ဖြစ်အောင်လုပ်နေတာလို့ဆိုပါတယ်။ဒီမူဝါဒမှာအဓိကပြောင်းလဲတာကတော့အစိတ်ထိုးတက်ရမှာတုံးတဲ့ပန်တိုဘောဘိုက်ဒန်ဆေးတွေကိုဖြန့်ခွင့်ပြုလိုက်တာပါ။ဒါအပြင်တနက်နေ့ပြစ်တက်တာလက်စစ်ကလထိုင်နဲ့တက်တာနဲ့အစိမ့်ငွေသုံးတာကိုပါခွင့်ပြုဖို့အကြံပေးထားပါတယ်။ဒီလိုနီလန်းတွေဟာဖွဲ့စည်းပုံအခြေခံဥပဒေကတားမြစ်ထားတဲ့ရက်စက်တမ်းကျုပ်တဲ့ပြည်တံမဟုတ်ဘူးလို့အမေရိကန်တရားရုံးချုပ်ကအရင်ကဆုံးဖြတ်ထားဘူးတယ်လို့သူတို့ကအကြောင်းပြပါတယ်။ဒီလိုနီလန်းမျိုးစုံ၃နိုင်မှစေဝါပြက်လက်တာမျိုးဒါမှမဟုတ်တရားရင်ဆိုင်မှုတွေကြောင့်တည်တံ့စီရင်ဖို့ကြံ့ကြာနေတာတွေကိုကြော်လွှားနိုင်မယ်လို့ထောက်ခံသူတွေကပြောပါတယ်။မူဝါဒအသစ်မှာအယူခံဝင်တဲ့လုပ်ငန်းစဉ်တွေကိုအချိန်တိုစေဖို့နဲ့ဂိူးနာတက်ပြီးတက်ညာခွင့်တောင်းတာတွေကိုကန့်သတ်ဖို့လည်းပါဝင်ပါတယ်။အယူခံတွေအရန်ကြာနေရင်နစ်နာသူတွေရဲ့မိသားစုအတွက်တရားမျှတမှုရဖို့နည်းနည်းချီစောင့်နေရတယ်လို့ဆိုပြီးအရာရှိတွေကညှင်းကြပါတယ်။ဒါပေမဲ့ဝေဖန်သူတွေကတော့ဥပဒေအရခုခံကာကွယ်ခွင့်ကိုရှော့ချလိုက်ရင်မတရားပြစ်ဒဏ်ချတာမျိုးဒါမှမဟုတ်မမျှတတဲ့ရလဒ်တွေထွက်လာမှာကိုစိုးရိမ်နေကြပါတယ်။ဒီကိစ္စကအမေရိကန်လူ့ဖွဲ့စည်းမှာတည်တံ့နဲ့ပတ်သက်ပြီးအခြေတင်ဖြစ်နေကြတာကြားပါပြီ။ Trump ရဲ့ပထမသက်တမ်းမှာ Federal တည်တံ့73ခုအထိစီရင်ခဲ့ပြီးဒါဟာဆယ်စုနှစ်အတွင်းအများဆုံးဖြစ်ပါတယ်။ Biden လက်ထက်မှာတော့လူမျိုးရေးခွဲခြားမှုရှိတာမျှတမှုမရှိတာနဲ့အစိတ်ထိုးစေးကြောင့်မလိုအပ်ပဲနာကျင်ခံစားရမှာတွေကိုစိုးရိမ်ပြီး2021မှာတည်တံ့ပေးတာကိုရပ်နာခဲ့ပါတယ်။လက်တွေ့မှာတော့စိန်ခေါ်မှုတစ်ခုရှိနေပါသေးတယ်။လက်ရှိဥပဒေအရ Federal အစိုးရဟာတည်တံ့ခွင့်ပြုထားတဲ့ပြည်နယ်တွေမှာပဲတည်တံ့စီရင်လို့ရပြီးအဲ့ဒီပြည်နယ်ကသတ်မှတ်ထားတဲ့နီလန်းကိုပဲသုံးရမှာဖြစ်ပါတယ်။အခုနောက်ပိုင်းတည်တံ့တွေကိုအစိတ်ထိုးတာပဲခွင့်ပြုတဲ့အင်ဒီယားနားပြည်နယ်မှာလုပ်ခဲ့တာမို့တရားရေးဝန်ကြီးဌာနကနီလန်းမျိုးစုံသုံးလို့ရတဲ့ပြည်နယ်တွေစီပြောင်းဖို့ကြံစည်နေပါတယ်။ဥပမာ Mississippi ပြည်နယ်မှာဆိုရင်လက်စစ်ကလထိုင်ဒါမှမဟုတ်တနက်နဲ့ပြစ်သက်တာကိုခွင့်ပြုထားပါတယ်။ Trump ရဲ့စီမံချက်မှာတည်တံ့ပေးနိုင်တဲ့ပြည်မှုအမျိုးအစားကိုပါတိုးချဲ့ရန်ပြင်ဆင်နေပြီးအထူးသဖြင့်မူရစေဝါရောင်းဝယ်ဖောက်ကားသူတွေနဲ့ကလေးငယ်များအပေါ်လိမ်ပိုင်းဆိုင်ရာကျူးလွန်သူများကိုတည်တံ့အပြစ်ပေးနိုင်ရန်ဥပဒေကြောင်းအရပြောင်းလဲမှုများပြုလုပ်သွားဖို့ရှိနေပါတယ်။ဒါအပြင်ရေးရာရှိတွေကိုတတ်တဲ့အမှုအိမ်တွင်းအကြမ်းဖက်အမှုဒါမှမဟုတ်အမုန်းပွားမှုနဲ့ပတ်သက်တဲ့အကြမ်းဖက်မှုတွေကိုပါတည်တံ့ပေးလို့ရတဲ့အမှုတွေထဲထည့်ဖို့လွတ်တော်ကိုတိုက်တွန်းထားပါတယ်။ဒီမူဝါဒဟာအမေရိကန်ရဲ့ရာဇဝတ်မှုနဲ့ပြည်ထံပေးတဲ့စနစ်မှာအကြီးကျယ်ပြောင်းလဲဖြစ်ပြီးထောက်ခံသူတွေကတော့ပြင်းထန်တဲ့ပြည်ထံကရာဇဝတ်မှုကိုဟန့်တားနိုင်မယ်လို့ယုံကြည်ကြပြီးကန့်ကွက်သူတွေကတော့တည်တံ့ဟာကုန်ကျစရိတ်များတယ်အမားပါနိုင်တယ်လို့ပြောနေကြပါတယ်။ Trump ရဲ့အဖွဲ့ဝင်တွေကတော့ဒီလိုလှုပ်ဆောင်ချက်ဟာတိုင်းပြည်အတွင်းရာဇဝတ်မှုများကိုရှော့ချရန်နဲ့တရားဥပဒေစိုးမိုးရေးကိုတင်းတင်းကြပ်ကြပ်ဖော်ဆောင်ရန်အတွက်လိုအပ်တယ်လို့တုံ့ပြန်ထားပါတယ်။အခုအစီအစဉ်ဟာလာမယ့်ရွေးကောက်ပွဲအတွက်၎င်းရဲ့ Law and Order ဥပဒေစိုးမိုးရေးမူဝါဒကိုပုံမတင်းမာစွာဖော်ဆောင်ပြသခြင်းဖြစ်တယ်လို့နိုင်ငံရေးလှိလာသူများကသုံးသပ်နေကြပါတယ်။